Hello အားလုံးပဲမင်္ဂလာပါနော် BND Food Vlog လေးကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ကကျွန်တော်တို့cooking demonstration competition အတွက်ပြိုင်ပွဲအတွက်ကျွန်တော်တို့နေတာကိုကျွန်တော်က vlog လေးရိုက်ဖြစ်လို့တင်ပြပေးထားတာပါနော်ဒါကတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုမနေ့ဖြန်ပေါ့နော်မနေ့ဖြန်အတွက်ခန္ဓာကိုပြင်ဆင်နေကြတာပါဒီသူတို့ကိုယ်တိုင် decoration မှာသူတို့ရဲ့လက်နဲ့တေချာသူတို့ကိုယ်တိုင်ဆွဲတယ်ပေါ့နော်သူတို့ရဲ့ပချီဆွဲတဲ့ scale ကတော့အရန်ကိုတော့ပါတယ်ခုခေတ်ကလေးများနော်ဒီဟာလဲဒီ decoration တွေလဲသူတို့ကိုယ်တိုင်ပဲသူတို့လုပ်ကြတယ်ပေါ့နော်ဒါကတော့ကျွန်တော်အခုလက်ရှိကျွန်တော်စတင်ပေးနေတဲ့ကလေးပေါ့နော်ကျွန်တော်တပည့်လေးတွေပေါ့နော်သူတို့ကိုကျွန်တော်တို့ကမနေ့ပြန် cooking demonstration အတွက်ဒါ preparation လုပ်ပေးတာပါဒါပေမဲ့ဒါတွေအကောင်းလုံးကသူတို့ကိုယ်တိုင်လုပ်ရတာပေါ့နော်သူတို့ရဲ့ scale ကိုကြည့်လိုက်ပါအရန်ကိုအသက်ဝင်ပြီးတော့အရန်ကိုမိုက်ပါတယ်ပုံဆွဲတဲ့ scale ကတော့ကျွန်တော်တို့အရန်သဘောကျတယ်ပေါ့နော်အရန်သဘောကျပြီးရန်လည်းမိုက်ပါတယ်ဆက်လက်ပြီးလိုက်ကြည့်ပေးဦးနော်ဒါကတော့သူတို့ရဲ့ background ပေါ့နော်သူတို့ background လုပ်တယ်သူတို့တည်ရှာရှာနဲ့ချက်ချက်နဲ့တရဲနဲ့သူတို့ကိုယ်တိုင်ပဲလုပ်တယ်ပေါ့နော်ပန်းလေသူတို့ဒီပန်းတိုးတော့ကျွန်တော်တို့ကထိုးချင်တယ်ဆိုတော့သူတို့ကိုယ်တိုင်ပန်းထိုးပေးပါတယ်ဒါကတော့ background မပြီးသေးဘူးပေါ့နော်အဲ့တော့ဒီခုံလေးတွေကိုဖဲကြိုးလေးတွေနဲ့လုပ်တတ်တဲ့အသက်ပညာလဲသူတို့ကတော့ကျွမ်းနေတာပဲကျွန်တော်တို့ဘယ်မှငှားစရာမလိုသူတို့ကိုယ်တိုင်ပဲပြင်ဆင်ပြီးတော့လုပ်ပါတယ်ကျွန်တော်တို့ရဲ့စာတန်းလေးကတော့ကပ်ပြီးသွားပြီပေါ့နော်အခုနောက်ခံ background ကိုပြင်ဆင်နေကြတယ်ပြီးတော့ကျွန်တော်တို့ food group တစ်ခုချင်းစီပေါ့နော်ဒီအစာအုပ်စု၃အုပ်စုမှာကျ food group တစ်ခုချင်းစီမှာရှိတဲ့အသီးအနှံပုံလေးတွေကိုကျွန်တော်တို့ပြန်ပြီးတော့ပချီဆွဲပြီးတော့ပုံဖော်တာပါဒါကတော့သူတို့ချက်မဲ့နေရပေါ့နော်အဲ့ဒါသူတို့ group ရဲ့သူတို့ body protective group ရဲ့ချက်မဲ့နေရပေါ့နော်သူတို့ချက်မဲ့နေရမှာသူတို့ပြင်ဆင်ကြတယ် decoration တွေပြင်ကြတယ်ပေါ့နော်ဒီသူတို့မှာရှိတဲ့ဒီစာရွက်တွေနဲ့သူတို့ decoration ပြင်ပါတယ်အသီးနှံပုံတွေဆွဲတယ်ဒါကတော့တချို့ကြတော့ body building food ကကြတော့အသားငါးတွေပါတယ်အသားငါးပါမယ်ဥတွေပါမယ်နှုတ်တွေပါမယ်အဲ့ဒါကိုသူတို့ဆွဲဒါကတော့ကျွန်တော်သူတို့နေ့လည်စာသူတို့လှုပ်ရင်းနဲ့ဗိုက်စာလို့ဆိုပြီးကျွန်တော်ချက်ကျွေးတာပေါ့နော်အများကြီးတော့မဟုတ်ပါဘူးဒါပေမဲ့တူတူစားတော့လဲအရန်ကိုအရသာရှိပြီးတော့စားလို့ကောင်းတယ်ပေါ့နော်သူတို့လှုပ်ရင်းနဲ့ကျွန်တော်တို့တစ်နေ့လုံးကုန်တယ်ပေါ့နော်ညနေပိုင်း2နာရီ3နာရီလောက်ထိကျွန်တော်တို့2နာရီ3နာရီထိကျွန်တော်တို့ထမင်းမစားသေးဘူးเนาะအားနဲ့ကျွန်တော်ထမင်းနဲ့ငပိကျက်နဲ့တိုးစရာနဲ့ချက်ကျွေးလိုက်တာပါလူရှင်းတယ်ပေါ့နော်ဒါကတော့သူတို့ group တစ်ခုချင်းစီကိုသူတို့ပြင်ဆင်ကြတဲ့ပုံလေးတွေပါပြင်ဆင်ကြတာကိုရိုက်ပြထားတာပါဒါကတော့ကျွန်တော်တို့ရဲ့ background ကတော့ပြီးသွားပြီပေါ့နော်သူတို့ background ပဲကျန်တော့တယ်ဒါကတော့အိုးတွေပေါ့နော်သူတို့မလိုအပ်တဲ့ group တစ်ခုချင်းစီကလိုအပ်တဲ့ပစ္စည်းတွေကိုညနေပိုင်းမှာပဲကျွန်တော်က setting ချခိုင်းပါတယ် preparation လုပ်ခိုင်းတာတယ်ပေါ့နော်တခါတည်းမနေ့မိုးလေးရင်မမီမှာဆိုလို့ပါဒါကတော့သူတို့အိုးတွေပကံတွေသူတို့ခုံတွေနေရာချတယ်အိုးတွေပကံတွေနေရာချပြီးတော့သူတို့ setting ပြန်ချတယ်ပေါ့နော်ဘယ်နေရာမှာဘာလုပ်ရမလဲဘယ်နေရာမှာဘာထားမလဲပကံစီတာဘယ်နာထားမလဲအဲ့လိုမျိုးပေါ့နော်ဒါတော့သူတို့ group တစ်ခုချင်းစီမှာ preparation လုပ်ရတာဖြစ်တဲ့အတွက် group တစ်ခု presentation အတွက်လည်းသူတို့ပြန်ပြီးတော့တိုင်ပင်ပြီးတော့ preparation လုပ်ကြတယ်ပေါ့နော်ဒါကတော့ group 2ပါဟိုကတော့အခုမြင်ရတဲ့ group ကတော့ group 3ပေါ့နော်အဲ့တော့သူတို့စူးစမ်းပန်းစားနဲ့သူတို့ပြင်ဆင်ကြတယ်ပေါ့နော်ကျွန်တော်တို့သူတို့တယောက်ချင်းစီရဲ့စူးစမ်းအားထုတ်မှုကိုတွေ့ရမှာဖြစ်ပါတယ်တနေ့လုံးကျွန်တော်တို့လှုပ်လိုက်တာပေါ့နော်9နာရီ6နာရီကျော်မှသူတို့ပြီးတယ်ပေါ့နော်မနေ့မိုးလင်းရင်တော့ cooking demonstration အတွက်ကျွန်တော်ကတော့အရန်ကိုမျှော်လင့်ထားတယ်ပေါ့နော်အရန်လဲသူတို့ကိုကျေးဇူးတင်တယ်သူတို့ရဲ့စူးစမ်းမှုတွေကသူတို့ကသူတို့ group လိုက်ပြန်ရတာဆိုတော့လေသူထက်ငါပေါ့နော်သူတို့ရဲ့ idea လေးတွေထုတ်တယ်ပကြီးဆွဲတဲ့ skill တွေရောအကုန်လုံးအတွက်ကိုကြက်နက်နဲ့ပြီးသွားတယ်ပေါ့နော်အခုကျွန်တော်တို့ရဲ့ decoration လေးကတော့ကြက်နက်နဲ့ပြီးဆုံးသွားပါပြီနောက်ဗီဒီယိုမှာတော့ကျွန်တော်တို့ရဲ့ဒီ cooking demonstration ပြိုင်ပွဲကိုကျွန်တော်ကတင်ပြမှာဖြစ်ပါတယ် part 2 အနေနဲ့အားလုံးကျေးဇူးတင်ပါတယ် bye bye